င်္ဂလာပါဒီနေ့မှာတော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်စားကောင်းတဲ့ကြောင်ရှာသီးတုပ်ကိုတုပ်ပြပေးမှာဖြစ်ပါတယ်ကြောင်ရှာသီးကိုပျော့ပျော့လေးနဲ့စားကောင်းအောင်မီးကင်ပေးပါမယ်မီးကင်ထားတဲ့ကြောင်ရှာသီးပေါ်ကအမဲတွေကိုချစ်ပေးပါမယ်ချစ်ထားတဲ့ကြောင်ရှာသီးကိုပေါပါလေးလှီထားပေးပါမယ်အခါတက်တာစေဖို့အတွက်ပါပါလှီထားတဲ့ကြောင်ရှာသီးကိုစားနဲ့နေပေးပါမယ်ပြီးရင်နေထားတဲ့ကြောင်ရှာသီးကိုရေနေရေဆေးပြီးရေစင်အောင်ညှစ်ထားပေးပါမယ်မြေဘဲကိုထောင်းထားပေးပါမယ်အခုအားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ကြောင်ရှာသီးတဲကိုပါပါလိထားတဲ့ကြက်သွနီထောင်းထားတဲ့မြေဘဲအချိုမုံပဇွန်ကြောင်းမုံငန်းပြားရီစာတမယာရီကျက်သွနီစီချက်တို့ကိုထည့်ပြီးအားလုံးရတာနှက်အောင်နေပေးပါမယ်နောက်ဆုံးမှာငရုတ်သီးလေးညှက်ထည့်လိုက်ရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်စားကောင်းတဲ့ကြောင်ရှာသီးတုပ်ကိုရရှိပါပြီရတာရှိပြီးထမင်းနဲ့အရန်လိုက်ဖက်တာမို့အားလုံးလဲအိမ်မှာလွယ်လွယ်ကူကူတုပ်စားကြည့်ကြပါအောင်နော်